အားလုံးပဲမင်္ဂလာပါနော် Spring Era Channel လေးကနေလည်းပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှလည်းဖတ်ပြပေးဖို့ရွေးချယ်ထားတဲ့ဝတ္ထုတို့လေးကတော့စာရေးဆရာစင်မြူကျွန်းအောင်သိန်းရေးသားထားသောဟောင်းတကက်ကပုံတန်တာဆိုတဲ့ဝတ္ထုတို့လေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲနာတော်တာဆင်ခံစားပေးကြပါအောင်ရှင်ဟောင်းတကက်ကပုံတန်တာဘယ်သူတွေပါလဲပါကြီးကျွတ်သည်တဲပုတ်ကလေးအရှိစီသို့ခေါင်းကိုမော်ကာနားဆွင်ရင်ညင်ညင်သာသာမေးလေသည်တဲပုတ်ကလေးဖနက်ချိုကပြင်းမှာကိုစင်းရိုးတို့သားဖဖြည်းဖြည်းသက်သာနင်းသည့်တိုင်အောင်အကုတ်ဖြင့်ကင်းဝေခဲ့သည်မှာကြာမြင့်ပြီဖြစ်သောဝကြမ်းဆွေးနှင့်ဆင့်ဝါများလူးလိန်တောင်ကြွကြားသဖြင့်တဲကလေးအတွင်းဝင်ဆူညံသွားလေ၏ကိုစင်းရိုးတို့သားဖမှာကျန်းပေါက်မကြုံအောင်တတိထားပြီးအိမ်မပေါ်သို့လှမ်းတက်နေရသည့်အတွက်ဘာကြီးကျွဲ၏အမေကိုရုတ်တရက်မဖြေနိုင်ချသေးပေ။ထို့ကြောင့်ဘာကြီးကျွက်ကကျမ်းပြင်ကိုလက်ဝါးဖြင့်ပုတ်၍အော်လိုက်လေသည်။ဟဲ့ခွေခွေးမဟုတ်ပါဘူးဘာကြီးကျွက်ရဲ့ကျုပ်တို့ပါဗျ။ကိုစီယိုကအတန်ပေးရင်ဘာကြီးကျွက်အနာသို့ချင်းကပ်လာ၏။ကျုပ်ပါဆိုတာဘယ်သူလဲဟေ့။ဘာကြီးကျွက်ကနားကိုပေ၍စူဆိုင်ထားရင်းထမေးသည်တွင်ကိုစီယိုကဘာကြီးကျွတ်နှင့်လက်တကန်းတွင်ဝင်၍ထိုင်လိုက်သည်စီယိုပါဘာကြီးရဲ့အော်စီယိုအေးအေးဘာကြီးကျွက်ကဝမ်းမြောက်ကျင်တဲ့တန်ကြီးဖြင့်ရေရွလိုက်ပြီးနောက်ကျမ်းပြင်ကိုလက်ဖြင့်ရှောက်ပေါ်ဆန်းနေသဖြင့်ဘာရှာတာလဲဘာကြီးရဲ့စေးလိုက်ပါကွာမင်းကိုစေးလိုက်တဲခြင်းလို့ကိုစီယိုကတဝက်များကြံသေးသောကြောင့်ဖူးဘက်စေးလိတ်တို့ကိုကောက်ပေးလိုက်ရကနေပါစီပါကြီးရဲ့ကျုံမှာပါပါတယ်ဟုပြောလိုက်သည်အေးမင်းပြိုးတွေပါရောစုံမီလားဟဲ့စုံသွားပါပြီပါကြီးရဲ့နို့စိုက်ခင်တွေရောခွဲပြီးသွားပြီထင်ပါရဲ့ဟုတ်လားပြီးတဲ့လောက်တော့ပြီးပါပြီပါကြီးရဲ့အလုတ်ကိုလူကနိုင်ထားတော့တနေ့တလေအလုံနာရင်းဆိုသလိုကြီးတော်ကြီးနေမကောင်းဘူးဆိုလို့လာမိတာပါအေးဘာကြီးကျွက်ကမိမရှိသောဆေးလေးကြီးကိုအာရပါရဘွားကရှောက်ဆန်းနေပြန်သဖြင့်ကိုစီယိုကဆေးလေးကိုမိညှိပေးလိုက်ရသည်နေမကောင်းမှုနေကောင်းလာတယ်ရဲ့လို့လဲမဟုတ်တော့ပါဘူးမောင်စီယိုရဲ့ဒီအိမ်မှာသူ့လုံနိုင်မှစားရတယ်ဆိုတော့လဲလိုက်ထားလိုက်ပါပဲကွာပါကြီးကျွက်ကအတန်တုံကြီးဖြင့်ပြောရင်မစီမဆိုင်ဖောက်မေးပြန်၏နို့မင်းမောင်သားသမီးကဘယ်နှယောက်ထွန်းကားသလဲကွာသမီးတယောက်သားတယောက်ပါပဲဘာကြီးအခုတော့လေအိမ်အောင်နေကြကုန်ပါပြီအေးလေအိမ်အောင်ကြကုန်တာကြမကုန်တာအကြောင်းမဟုတ်ပါဘူးသားသမီးဆိုတော့ဘာပဲဖြစ်ဖြစ်မိဘကိုတတ်နိုင်သလောက်ကိုညီကြသေးတာပေါ့ကွာငါတို့မှာတော့ဘာကြီးကျွဲ့၏အတန်မှတိမ်ငုတ်ဝင်သွားလေ၏ဘယ်လိုမှမမြင်ရသောအဝေးစီသို့ဆွေးမြေစွာငေးမောနေ၏နေပါအောင်ဘာကြီးကျွဲ့ရဲ့ကြီးတော်ကြီးကနေကောင်းသွားပလားနေတော့ကောင်းလိုက်မကောင်းလိုက်ပေါ့မောင်စီယူရာနို့ပြီတဲ့မထရင်မဖြစ်တော့တောက်ရီသွားခံနေရတယ်ဘာကြီးကျွဲစနီးမှာအရွယ်ကလည်းထောက်လာသည်နှင့်ကောင်းကောင်းမကြမ်းပါပြီဘာကြီးကျွဲမှာလည်းမျက်စိကွယ်နေသည့်အတွက်ထိုင်စားယုံကလွေဘာမှမလုံနိုင်တော့ပြီတောက်ရီကလေးတူတော်မြခက်ပေးမိသူမရှိသောဒုက္ခိတအဖိုးအိုဤကြည်ကွဲသောတွင်ပြင်ကိုကြည်ရသည်ကိုပင်ရှင်ထဲတွင်လေးနေလာရ၏သို့ကြောင့်လေခေါင်းကိုက်ဆိုင်ချကာညီးတွားလိုက်သည်ခေါင်းကိုအောက်ဆိုင်ထားကငေးမိငေးရာကျမ်းပြင်ကိုစိုက်ကြည့်နေရကကျမ်းပြင်အောင်မှအမိုင်များကိုမြင်သဖြင့်ထိတ်လန့်သွား၏ဘယ်ကာလကစား၍စုပုံနေမှမသိသောအမိုင်များမှာပိုးအောင်မွေခိုရာအုံကြီးဖြစ်နေပေပြီအမိုင်တို့သည်ကျမ်းပြင်နှင့်ထိလူထိခင်များမြင်တက်နေ၏ငါတို့မှသာတားတော့သမီးကန်ရှိခဲ့ရင်မောင်စီယိုထမင်းဝါဝါမစားရတော့ရေတောက်တော့တောက်ရအောင်ပါကွဒူးဖြစ်နေသောမိုက်ပုံကြီးကိုငေးကြည့်နေစဉ်တွင်ဘာကြီးကျွက်ကဆက်လက်မိတမ်းလာသဖြင့်ကိုစီယိုကမော်ချီမိသည်မျက်မမြင်အဖိုးအိုဤတွန်ရှုံရှုံ
ပိန်နေသောမျက်နှာပြင်ဝဲဝမ်းထဲခြေခွဲသည့်အသွင်ကိုဆောင်နေပေသည်နို့ဘာကြီးကျွတ်တို့ခလေးရသေးတယ်ထင်ပါတယ်ဘဲရောက်သွားလို့တော့ကိုစီယိုကဝူတိုဝါဒါဖြင့်မှတ်မိသလောက်ရှိသောအကြောင်းအရာကိုထုတ်ဖော်စူးစမ်းသည်ဘယ်ရောက်သွားရမှာလဲကွာတင်းညံ့ရောက်သွားတာပေါ့လကွာဖြစ်မှာဖြစ်ရလေဘာကြီးอ่ะဘယ်ရွယ်ရောက်မှဆုံးသွားတာလဲဟင်တရွာထဲနေထိုင်ခဲ့ကြသည့်တိုင်အောင်အသက်ချင်းကကွာလန်းကြသဖြင့်ကိုစီယိုမှဘာကြီးကျွတ်တို့အကြောင်းကိုတခုမျှရေးလဲသွားမသိပေဘယ်ရွယ်မှမရောက်သေးဘူးမောင်စီယိုရေသူ့အမေပိုက်ထဲမှာပဲတည်သွားတယ်အိုးကိုစီယိုမှဘာကြီးကျွတ်ကဲ့သို့ပင်စိတ်ထဲတွင်ထိခိုက်လာ၏တုံရင်စွာပြန်လဲစုပ်သက်လိုက်မိလေသည်ဘာကြီးကျွတ်မကမမော့ကြီးဖြစ်နေရကချိုက်နေသောနှုတ်ခမ်းအစုံတစက်စက်တုံလာသည့်အပြင်ဝမ်းနေလာရ၏မျက်ရည်ပေါင်ကြီးတစ်ပေါက်သည်ညိုမဲသောပရီတွန်းချောင်းအတိုင်းစီးလိမ်၍လာသည်ကိုစီယိုမှဘာပြောရမှန်းမသိတော့ဘဲငေးကြောင်၍နေမိလေ၏အမှန်တော့ဒီဝမ်းထဲကကလေးလေးစုံသွားကြတဲ့ကငါတို့မှာအကုသိုလ်တွေစုပြုံပြီးဝင်လာတာပါပဲကွာဟောဒီမျက်လုံးနှစ်ဖက်ဟာမကြည့်ဝင့်မကြည်ရဲစရာကောင်းလာအောင်ပင်ချစ်စုများထွက်နေသောမျက်လုံးကြီးအစုံကိုလက်ညှိုးဖြင့်ညွှန်ပြလေသည်ဟောဒီကန့်သွားတဲ့မျက်လုံးနှလုံးဟာမင်းတို့အမြင်ကတော့နှလုံးမဲလို့မြင်ပါငါမှာတော့တစ်ချိန်နဲ့လေးလုံးကန့်ခဲ့ရတာပါမောင်စေးရိုးရာလေးလုံးပါကြီးကျွဲ့ရည်ရွယ်သောမျက်လုံးများမှာစက္ခုဝိညာဉ်အားအသက်သွင်းပေးနေသောမျက်လုံးနှင့်ပျောက်ဆုံးသွားခဲ့ရသောမျက်ရည်တစားပင်ဖြစ်ပေသည်ထိုနေ့ကဆိုရင်ကိုဖိုးကျွဲ့သည်တချင်းတကြော်ကြော်ဖြင့်နှင်တန်ကိုဝင်ကာမြောက်ကာပျော်နေခဲ့၏အချောက်တွန်ထွန်ရသောကြောင့်လူကတက်တက်သားသားဖြင့်ထုံလုံးပေါ်ကစီ၍လိုင်းနေနိုင်သည်အိုးဒီသားကြီးကဒီလိုမလုပ်ဆမ်းပါနဲ့ကွာအသက်အားဖြင့်40ပိုင်းသို့ရောက်နေသောအချိန်ဖြစ်ပေမည်ကိုဖိုးကျွဲ့သည်ပြော၏နေမီများပင်ပူစေကာမူသူ၏လန်းဆန်းနေခြင်းမှာညှိုးမိန်သွားလိမ့်မည်မထင်မျက်နှင့်စူပုံတောင်ရိုးပြက်စသည်တို့သည်ထွန်သွားတွင်ညှိတွယ်၍ပါလာ၏တပင်ပါလျင်ကိုဖိုးကျွဲ့ကတပင်တွန်းချလိုက်၏နည်းနည်းကလေးသတိလလိုက်သည်နှင့်တပြိုင်နက်အမိုက်သည်ထွန်သွားနှင့်မြေကြီးမထီတော့ပေတို့ကြောင့်ပင်အနာမပေပဲရာအစွန်တွင်ရှင်းပြီးလျင်အလဲကထွန်သွားနှချောင်းအလဲထွန်သွားနှချောင်းကိုရှင်း၍မပြီးမီရာဘက်မှအမိုက်များလာလျင်ကဝဲစွန်သို့ပင်မသွားနိုင်တော့ပဲထွန်တုံး၏အစွန်ကိုနင်းထောင်ပြီးအမိုက်ရှင်းရခြင်းမှာကောင်းတော့မကောင်းပေလှုပ်ဖန်များလျင်ထိတ်မှလျှော်ဖြင့်ပူချီထားသောထွန်တန်မှာတစ်ဖက်တူတစ်ဖက်ရှိဖြစ်ကမေးလွယ်သွားတတ်သည်ထွန်တန်တစ်ဖက်တူတစ်ဖက်ရှိဖြစ်နေသောထွန်မှာတစ်ဖက်ဆောင်ကြီးမို့ထွန်ရည်မဆက်ထို့ပြင်စောင်းသည့်ဘက်ကနွားလဲပို၍ပင်ပန်းခြင်းသည်သို့သောကိုဖိုးကျွဲ့အဖို့ကတော့ထွန်တုံး၏ဝဲရာသို့ရှောက်ပြောင်းပြီးမနာရန်ရှင်လင်းနေရသည့်တိုင်နှင်တန်ကိုကစားကားအော်နိုင်၏ဒီလိုမလုပ်စမ်းပါနဲ့သားတို့ရနွားနှက်ကောင်ကိုခက်မြူးမြူးခက်ရွှင်ရွှင်ငေါက်နိုင်သလိုတချင်းကိုလည်းလဲ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 ညီးနိုင်သေး၏ကိုဖိုးကျွဲ့ကိုကြည်ရသည်မှာဖက်ရွက်ကလေးတရွယ်လိုသွံ့မြူးနေ၏မြင်ရသူမှရွှင်ကြလာစေလောက်၏ဒါလောက်မအားလဲရအောင်အမိုက်ရှင်နေရသည့်ကြားကမြူတူးနေနိုင်ခြင်းမှာမလန့်မကန့်ကဇနီးတဲ့မက်အေးကြောင့်ဖြစ်လေသည်မက်အေးသည်ထွန်ကြောင်ထဲမှအမိုက်များကိုကောက်ပြီးနီးရကန်ပေါင်ပေါ်သို့ပြစ်တင်နေလေသည်ဒီမျက်ချောင်းနှင့်ရိုးပြက်အမိုက်တွေကိုဒီလိုမှကောက်မပြစ်လျင်နောက်တစ်ဆက်အထွန်၌ယခုလိုပင်ဒုက္ခပေးနေအောင်မှာပဲမဟုတ်လားဇရဲငှက်များသည်တော်တော်ညံအောင်အော်မြင်လျက်ထုံထုံနောက်ကလိုက်နေကြ၏သူတို့နာသို့မအေးရောက်လာမှပြင်းထန်သောအတောင်ဟုန်ကိုပေးလျက်ပြိုင်တူထပြန်ကြသည်မအေးတိတ်ပြီးတော့မလုပ်ပါနဲ့ဟာကုန်းဟဲကွာဟဲနဲ့မကောင်းပါဘူးကိုကျွဲကစိုးရိမ်မကင်းတဲ့ဖြင့်လှည့်၍အော်၏အမေတော်ဒါလေးလောက်တာပဲဟာဘာဖြစ်မှလိုက်လို့မအေးရလဲနှုတ်လန်ထိုးမဲသာထိုးရသည်နှစ်သက်သောလေတန်းဖြင့်တော်တော့ဆိုတော်တော့ပါသွားထိုင်နေစမ်းမှာကိုကျွတ်မောင်မအေးအားဆက်၍လေပြန်ကြည့်မနေနိုင်တော့ပြီတစ်ဖက်ကတင်ချေသို့ထွန်ရောက်သွားသဖြင့်ကန်ကျိုးကိုထိန်ပြီးခွဲချောင်းမှန်အောင်လှည့်ပေးနေရသည်မအေးကိုကြိုပေးပြီးထွန်မောင်းသွားရာကပြန်ကွေလာသောအခါမအေးနှင့်မျက်နှာချင်းဆိုင်ဖြစ်နေပေပြီမအေးကစူးပုံတောင်တတော်တော်ရိုးပြက်အယော်ယော်နှင့်အမိုက်များကိုလုံထွေကောက်ယူနေစေပြီဟ
ဟေးမအေးဒီတခါတော့ကိုကျွဲ၏အတန်ကထန်ဤမာဤပြောတာမရဘူးလားအေးနောက်ဆိုဘယ်တော့မှထမင်းလာမပိုးနဲ့စားဘူးကိုကျွဲ၏မျက်လုံးများမှာမအေးဤနေစီလာစီပိုင်းမှသာရွယ်နေ၏စိုးရိမ်မကင်းသောအသွင်များသည်ကိုကျွဲကိုလွှမ်းခြုံနေ၏ကဲပါတော့မလုံနဲ့ဆိုလည်းမလုံတော့ပါဘူးမအေးကကောက်ဆဲမိုက်များကိုကတင်းပေါမော်သို့ပြချလိုက်ပြီးနောက်တစ်ပင်ရိပ်သို့တဖြည်းဖြည်းလျှောက်သွားလေသည်တမင်းလာမပိုးနဲ့ဆိုလဲမရဘူးလာပိုးတယ်ဒီရောက်တော့လေဟိုဟာလုံးဒီဟာလုံးနဲ့ကိုကျွဲကမကြည့်မနှက်ဖြင့်ဆက်လက်မြည်တွန်းတောက်တည်နေမိသည်မအေးကကိုကျွဲမြည်တွန်းနေသောအတန်ကိုကြားပါသည်ကြားပေမဲ့ဘာများခွန်တုံမပြန်မဲတည့်ပင်ရိပ်တွင်ထိုင်ကပစိုးစုံနှင့်မျက်နှာကိုတုံရင်းကိုကျွဲကိုသာပြုံးကြည့်နေလေ၏မအေးဤတရေသားမှာမွေရဲသို့နီကန်ရင်မာနေပေပြီအိမ်အောင်သက်နှစ်ပေါင်း20ကျော်အတွင်း၌ဒီတစ်ချိန်သာလျှင်သားသမီးရဖို့သည့်အတွက်ကိုကျွက်ကအရေးတကြီးကြီးနှင့်အစိုးရိမ်လွန်နေသည်ရေခက်လည်းကပ်ပြန်ပြီးထင်ခွဲလည်းခွဲပြန်ပြီးနွားစာဆင်းနေလည်းဆင်းပြန်ပြီးနှင့်လှုပ်တာမှန်သမျှဘာမှမကြိုက်ကိုကျွက်ကသူကြီးကြုံလုံး၏လင်သားကမိမိအပေါ်၌စိုးရိမ်တကြီးရှိနေပြန်တော့လဲမအေးမကိုကျွက်ကိုတနာလာသည်အကျဉ်းနာပူရ၏မိမိခင်မအပင်ပန်းမကြီးစေခြင်းသဖြင့်ကိုကျွဲတားမြင်နေသည့်ကြားကထ၍တောက်တူမယားများကိုလှုပ်လေးရှိသည်မေရီတို့ပတ်ဝန်းကျင်၌မြည်သည့်မိန်းမများဘိုက်ကိုမနေကြပေသွားရင်လာရင်မွေကြ၏ထင်းခွေရင်မွေသလိုရေခတ်ရင်လည်းမွေကြသည်ကလေးကိုလွယ်ထားရသည်မှာအပန်းကြီးသောကိစ္စမဟုတ်ထမင်းစားသလိုရေတောက်သလိုလွယ်ကူပါလျက်နှင့်မိမိကြာမပိုက်ကြီးတမမလုံနေရသည်ဆိုသည်မှာလူကြားနေရက်စရာကြီးတို့ကြောင့်လေမအေးကတောက်တူမယားများကိုလုံနေခြင်းဖြစ်သည်တို့ကြောင့်လေကိုကျွဲတားမြင့်နေပါလျက်နှင့်ပေါ့ပေါ့ပါပါအလုံးလေးများကိုဇလုံနေခြင်းဖြစ်သည်ကိုကျွဲကအထူးသဖြင့်လဲတဲသူထမင်းလိုက်မပိုးစီခြင်းပေလဲပြင်းတဲ့အိမ်ကိုပို့ရတာများကိုကျွဲ့ရဘာများမေပန်းသလဲအညောင်းတောင်ပြေပါသေးတယ်တော်ရဲ့မအေးရဲ့စင်ချေကိုကျွဲ့သဘောမကျပေမဟုတ်ဘူးဟာလမ်းမှာဟိုမမီဒီမမီနဲ့မျက်နှာမြင်နေမှဖြင့်အမလီတော်ဒီလောက်တော့ကိုသိပါသေးတယ်ကိုကျွဲကစိုးရင်တကြီးပြောတိုင်းမအေးသည်ရေရွှွန်ပတ်ရွှွန်ဖြင့်ပေါ့ပေါ့တန်တန်လှုပ်ပြပြီးလဲတဲ့သို့ထမင်းမှန်မှန်လာပို့နေပေသည်ယနေ့လေပြင်းသို့ထမင်းလာပို့နေသည်ကိုမကျင်တဲ့သည့်အခန်းရှိသည်တွင်ကုန်းဟဲကွာဟဲပြစ်ဟဲခံဟဲဖြင့်အမိုက်ကောက်နေသည်ကိုမြင်ရပြန်သောအခါကိုကျွဲသည်မခံနိုင်တော့ပေထို့ကြောင့်မအေးကိုကြီးတဆောင်ဆောင်နှင့်မျက်ဆောင်ခဲနေရသည့်အတွက်မိမိဘယ်နှဆက်ထွန်ပြီးနေပြီဆိုသည်ကိုပင်ဂယုမတားမိပြီလုပ်ငန်းတွင်ကျမှုအခြေအနေကိုမသုံးသပ်မိသဖြင့်နွားနှကောင်မောပန်းနေသည်ကိုပင်သတိမမူမိပေတရက်ပင်ရိမ့်နိုင်မအေးထိုင်ကြမိသောအခါ၌နွားနှကောင်မှနှေကွေးနေပေပြီကိုကျွဲ့ဘယ်နှဆက်ရပလဲမအေးမေးလိုက်မှပဲတတိရတော့သည်ကိုကျွဲ့ကပြည့်စည်ခဲ့သောလေကွယ်များကိုလှည့်ကြည့်သည်ရောက်နေစေလေကွယ်မှထွန်ချောင်းကိုငုံကြည့်သည်ထွန်ချောင်းများမှာကတဲ့နှင့်မြင်းပြိုင်သွားသောတဆက်ပြေသွားလျင်တောင်တန်းတစ်ဆက်လာ၍တောင်တန်းတစ်ဆက်ပြေမှကန့်လန့်တစ်ဆက်ဆက်လာ၍တောင်တန်းတစ်ဆက်ပြေမှကန့်လန့်တစ်ဆက်လာရစမြင်ဖြစ်ရာထွန်ရေးကို၎င်းထွန်ချောင်းကို၎င်းကြီးလိုက်ယုံဖြင့်ပထမတစ်ဆက်လောဒုတိယတစ်ဆက်အဆက်တို့မှတစ်ဆက်လောဆိုသည်ကိုသိနိုင်၏ဟာ12ဆက်တောင်ပြည့်တော့မှာပါကောဟာဟေးကိုကျွဲကတဲ့န်တော်ရေရွလိုက်ရာကနွားနှကောင်ကိုကဲကြည့်လိုက်သည်ကြည်စမ်းမဟေးကိုပြောနေရတာနဲ့ပဲနွားနာဖို့တောင်သတိမရဘူးအချောင်းထွန်ရ၌လူကပင်ပန်းသည်မရှိနွားမာသာမောပန်းသည်မို့နွား၏အရေးချေကိုကြည့်ကလူကနာပေးရသည်ယခုမူကိုကျွဲကမိမိမောသဖြင့်နာရန်မေ့လျော့နေခြင်းဖြစ်ပေသည်ကဲသားတို့ရေဒီတစ်ခေါက်ကွာဒီတစ်ခေါက်ကိုကျွတ်သည်နွားနှကောင်ကိုချော့မော့ရင်နှင်းတန်းကိုမြောက်ကားဖြင့်မအေးကိုကြော်ပေးလျက်ထွန်းဆွဲရသို့လိုက်ပါသွားလေ၏နွားနှကောင်မှာတော်ယုံတန်ယုံမောပန်းကားများဆိုလျင်အမိကလေးရန်ကာဖြင့်ကုံရီဆွဲသည်ယခုတော့ကက်စီနေသည်များဖြင့်လုံနေသောအမိကြီးတွေမှညီကန်နေပြီတောင်းတော့ကြာလင်းကိုကျွတ်သည်မအေးဘဲသို့မျက်နှာပြူလျက်တရွေ့ရောက်ရှိလာပြီးတရက်ပင်ရိပ်အောက်တွင်ရပ်တန့်ထားလိုက်သည်မအေးကထမင်းထုတ်ကိုဖြည့်ပြီးအသင့်ပြင်ဆင်ထား၏ထမင်းစလုံးနာတွင်ထိုင်လိုက်လျင်ကိုကျွဲ၏ပစောင်းမှာတရေများချောင်းစီလာလေသည်ငပီပုတ်ရနံ့သည်ကိုကျွဲ၏နှာဝကိုစီးကြိုကျူးလင်း၏ကျက်သွန်ကလေးပြက်တိတာဖြင့်ထောင်းထားသောငရုတ်တီထောင်
အကြံကားလည်းဖြင့်မြင်ုံဖြင့်အငတ်များစားခြင်းလောက်အောင်ဆွဲဆောင်နေပေသည်ထမင်းကိုလူကမစားထွန်ထုံကစားသည်ဟုဆိုကြတော့လေလေဘင်းနေသူမှာကိုကျွတ်သားဖြစ်၏အော်ကိုကျွတ်ရဲ့နောက်ကလူလိုက်လာတာကြာနေတာပဲမဲကြီးကကီယူနာတန်လေးဖြင့်ညီရင်ရေဘူးကိုကန်ပေးသည်ရေဘူးထဲကရေသည်လေချောင်းတစ်ချောင်းမှရင်ထဲသို့ဆင်းသွားစဉ်အေးစိမ့်သွားသည်ကိုအတိုင်းသာခံစားလိုက်ရ၏ကောင်းလိုက်တဲ့ရေကွာကိုကျွဲကမအေးကိုရေဘူးပြန်ပေးပြီးနောက်ကောင်းမဖော်ပဲအတွင်သာငုံလွေတော်သည်လေပင်ကလည်းမနေတော့သဖြင့်ခေါင်းဖော်စရာအကြောင်းပေါ်မလာခဲ့ပေထမင်းမှလည်းခွန်လိုက်သောထမင်းလုံးတိုင်းအရာသာရှိ၏ဝါလိုက်တိုင်အားပြေလာသည်ထင်ရ၏နှုတ်စီဘူးသုံးလုံးကျက်စားလောက်ရှိသောထမင်းကဲကြီးကုံစင်သွားသည့်တိုင်အောင်အာသာမပြေခြင်းသေးပေငပီဘုတ်ကကောင်းလို့လားမသိဘူးမအေးရထမင်းတောင်မဝခြင်းမူကိုကျွတ်ကရေဘူးကိုလှန်ယူရင်းလေးလေးပင်ပင်ပြောလေသည်ငပိရလည်းကောင်းပါတယ်ကိုကျွက်ကအေးကိုကျွက်ကရေဘူးအစုပ်ကိုဖွင့်ရင်းမအေးကိုလှမ်းကြည့်သည်ကိုကျွက်မျက်လုံးပြူသွား၏ဟေ့အမလီတီတော့မှာပဲဗျာကိုကျွတ်မှာရေကိုပင်မတောင်းနိုင်တော့ပဲလေခွက်ထဲသို့ပြေးစင်လာသည်ဒီကြောက်နီကန်တမန်တည့်ရသားနဲ့မအေးရဲ့နည်းနည်းလေးမှအငြိမ်မနေနိုင်တဲ့မိန်းမပါကလားမအေးသည်ကိုကျွတ်ထမင်းစားနေစဉ်တွင်ကက်စီနေသည်ဖြင့်လုံးထွေးနေသောနွားမီးများကိုအမြင်မတော်သဖြင့်ဆင်းပြီးရှင်းလင်းနေခြင်းဖြစ်သည်မအေးကင်တွယ်ရှင်းလင်းပေးနေသောနွားမအလှဲ့ပဲကြောက်နီဖြစ်ကအင်မတန်ဆက်၏မောပန်းကိုက်မဟုတ်လျင်မအေးကိုကန်လွတ်မည်မှာသိကြ၏ကိုကျွတ်သည်မအေးအားဆွဲဖဲ့ဖြစ်လိုက်သည်အမြင်မတော်လို့ပါကိုကျွတ်ရဲ့သူ့ခမများချင်းကိုက်လို့မှလွတ်လွတ်လပ်လပ်မပုတ်နိုင်ရှာကြဘူးကဲမဲမင်းကြီးမကျုပ်လုပ်ပါမယ်ဗျာကျုပ်လုပ်ပါမယ်ကိုကျွတ်ကပျော်ပျော်ဆိုဖြင့်ကြောက်နီအမိကိုခက်လန်းလန်းမှဆွဲကင်ပြီးကက်စီနေသည့်အချောင်များကိုတလုံးချင်းဖယ်ရှားပစ်လေသည်မအေးကတရက်ပင်ရိပ်သို့ပြန်ဝင်သွားပြီးပြန်ထွက်လာသောအခါ၌ဆေးလိပ်တလိပ်ကိုမီးညှိပြီးတော့ယူလာ၏ဆေးလိပ်ကိုကျွတ်မယ်ဘက်သို့ငယ်ကြီးကကြောက်နီအမိကိုလက်တစ်ဖက်အသာကလေးကင်ထားရင်းလက်တစ်ဖက်ဖြင့်ဆေးလိပ်ကိုလှန်ယူလိုက်သည်သုံးလေးပွားများစတိုက်ဖွာလိုက်ပြီးဆေးလိပ်ကိုချထားရန်ကုန်းပြီးထွန်တန်ရင်ဘက်သို့လှည့်လန်းလိုက်သည်တွင်ကိုကျွတ်၏လက်ထဲမှဆေးလိပ်ကိုလွင်စင်သွားကမျက်လုံးထဲတွင်ဝင်းကနေဖြစ်သွားလေ၏အာကိုကျွတ်မှမျက်လုံးကိုလက်ဝါးဖြင့်အုပ်ထားမိသည်ကြောက်နီအမိကိုပေါ့ဆွဲထားမိသဖြင့်လွတ်ထွက်သွားကအမီရင်တွင်ကြံတန်းသောကက်စီနေသည်များပါသည့်နမီးဖြင့်ရိုက်မိခြင်းဖြစ်ပေသည်ဟင်ကိုကျွဲမအေးသည်ထိတ်လန့်စွာဖြင့်ကိုကျွဲအားလာဖက်သည်ဘယ်ထိသွားလဲကိုကျွဲကိုအမလီမအေးမှကိုကျွဲဘက်သို့ပြင်းထန်သောအရင်ဖြင့်ရိုင်လာကနှစ်ယောက်လုံးထွေရပတ်လျက်ထွန်တုံးအစုံပေါ်သို့ကျသွားလေ၏အာမအေးဘာဖြစ်သွားလဲဘယ်နာသွားလဲဟင်ကိုကျွဲမမိမိဝေဒနာကိုတော့မြဂယုမထားနိုင်ပဲမအေးကိုလိုက်လံစမ်းသပ်မိသည်မျက်စိကိုအတုံးချနေရကမျက်စိမပါပဲလက်ချီစမ်းတမ်းရသောကြောင့်ကိုကျွတ်မအေးကိုရုတ်တရက်ဆမ်း၍မရပေထိုအချိန်ကအစာပြူ၍ဘာကြီးကျွတ်သည်မောနှင့်စမ်းသပ်ခဲ့ရ၏ဘာကြီးကျွတ်မှထိုအချိန်ကစား၍စက္ကုနှစ်ကွင်းအလင်းရောင်ခွဲပြောက်ခဲ့ရသည်နိတူအားထားမျော်လင့်ခဲ့ရသည့်မျက်ရည်တစားသားသမီးယရနာသည်လည်းနွားကန်ခံရသည့်တန်းကြောင့်ပျက်စီးခဲ့ရလေသည်အဲ့ဒီအချိန်ကသာမေအေးကိုနွားကန်မခံရရင်အခုချိန်မှာရေကလေးတစ်ပေါက်တော့တောက်ရမှာပေါ့မောင်စီယူရကိုစီယိုမှာနာကြီးဆွေးမြေတန်ကြီးဖြင့်ညီးတွားနေမိလေ၏ကဲတွားရအောင်ဖေတစ်ချိန်လုံးညီသက်နေခဲ့သောဗန်ငိမ့်ကခါကိုတိုး၍ပြောလိုက်သည်ဘာကြီးကျွတ်သည်ခေါင်းကိုမော်ပြီးနားဆွဲလိုက်ရကအော်အခုလာတော့မင်းသားလဲပါတကိုဟုဆိုလိုက်လေသည်ဟုတ်တယ်ဘာကြီးကျွတ်ရဲ့စုံကုန်းတွင်မှာစိုက်ပျိုးရေးဘက်ကလည်းတွန်းစက်နဲ့လည်းတွန်းပြီးပြမယ်ဆိုလို့အဲ့ဒါတွားကြည့်အောင်ထွက်လာရင်နဲ့ဘာကြီးကျွတ်တို့စီဝင်လာတာကိုစီယိုကပြောဆိုထားရရန်ပြင်လိုက်သည့်တွင်ဘာကြီးကျွတ်ကလက်ကပြ၏နေပါအောင်ကွာလေထွန်စဲဆိုတာဘလို့ဟာလဲကွာမောင်စီယိုရမော်တော်ကားလိုပဲဘင်းလေးခုနဲ့ဆက်တက်ထားတာပေါ့ဘာကြီးဟာကျုပ်လည်းတည်တည်ချာချာမမြင်ဘူးသေးပါဘူးဒီဆက်ကြီးနဲ့ထွန်းတော့
မောင်စေယိုရတို့နွားနဲ့ထွန်းသလိုစီးစီးပိုင်ပိုင်ပဲရှိပါမလဲကွာတမန်မကောင်းပါမကောင်းနဲ့စပားထွက်နိုင်မထင်ပါဘူးကွာအဲ့ဒီတမန်ကောင်းအောင်ထွန်ရင်းနဲ့အောင်ထွန်ပြီးတော့စိုက်ကြတဲ့ကြားတွေကတနှစ်ထက်တစ်နှစ်စပားထွက်ရော့လာတာဘာကြီးဘာပြောမလဲဟဲ့လူလေးဘလို့ပြောလိုက်တာလဲပညင်အပြောဆိုမသိမ်မွေးသဖြင့်ကိုစီယိုကကမန်ကရန်ဟန်ထားလိုက်သည်ပြီးမှကုန်းထားရင်အစိုးရကတော့စက်နဲ့ပဲလဲထွန်နိုင်အောင်လုပ်နေတာပဲဘာကြီးရဲ့မကောင်းပဲနဲ့တော့မလုပ်ဘူးထင်ရတာပဲလေစက်နဲ့ထွန်တော့စရိတ်သက်သာမယ်မြေရောစာထည့်ရင်စပားထွက်ကောင်းမယ်လို့ပြောတယ်ကြတာပဲဘာကြီးကြွရဲ့ကဲကျုပ်တို့လည်းသွားအောင်မယ်ဘာကြီးကိုစီယိုကဘာငိမ့်ကိုရှေကထားလျက်ဖြင်းချင်းစွာဆင်းလာခဲ့လေ၏အေးငါတို့တော့တမယိုးချတမန်းပုံနဲ့စိုက်တာတော့ကောင်းမှမထင်ပါဘူးကွာလေတွန်ဆဲဆိုတာလေတခါတမှမမြင်ဘူးလေတော့အင်းလီသိပါဦးကွာဘာကြီးကြွက်သည်မမြင်ရသောအဝေးစီသူငေးကမှတ်ချက်ချရင်အစုံတန်၌ရှော့ချလိုက်လေသည်ချိုးတဲ့သောလေယာစနစ်ဤစိုးမွေတရက်ကိုမသိမချင်းရင်ဝဲပိုက်ထားရအောင်မည်မျက်မမြင်ကြီးသည်ကိုစေယိုတို့သားဖလမ်းမသို့ရောက်သွားချိန်၌စေးလိတ်တို့ကိုလိုက်လံဆန်းသက်ရင်ရေရွလိုက်လေသည်လေတွန်ဆဲဆိုတာဘယ်လိုပါလဲဟုတ်ကဲ့ပါရှင်စာရေးဆရာကြီးစင်မီကျွန်းအောင်သိန်းရေးသားထားသောဟောင်းတကက်ကပုံနန္ဒာဆိုသောဝိထုရိုလေးကိုမျှဝေဖျက်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ကျမနဲ့တူလိုက်ပါလို့နားဆင်ပေးကြရတဲ့ဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်နော်အားလုံးလည်းဘေးကင်းလို့ကြံပါကြပါစေရှင်